သွေးတိုးရောဂါလက္ခဏာတွေကဘာတွေလဲဆိုတာကိုသင်သိပါသလားအားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ဘလို့ယောဂါလက္ခဏာတွေခံစားနေရပြီဆိုလို့ရှိရင်သွေးတိုးယောဂါကိုတန်မြဝင်သင့်တယ်ဆိုတာကိုကျန်းမာရေးပုဒ်တာအနေနဲ့ဝေမျှပေးသွားမှာဖြစ်ပါတယ်သွေးတိုးယောဂါကိုခံစားနေရပြီဆိုလို့ရှိရင်နံပါတ်1ချက်ခေါင်းကိုက်တာတွေခေါင်းမူတာတွေဖြစ်နိုင်ပါတယ်နံပါတ်2ချက် chest pain လို့ခေါ်တဲ့ရင်ဘတ်အောင့်တာတွေလည်းခံစားရနိုင်ပါတယ်နံပါတ်3ချက်အသက်ရှူလို့မဝတာတွေအသက်ရှူရခတ်တာတွေအသက်ရှူမြန်တာတွေစသဖြင့်ဒီလိုယောဂလက္ခဏာတွေလည်းခံစားရနိုင်ပါတယ်နံပါတ်4ချက်အမြင်အာရုံဝေဝါးတာတွေလည်းခံစားရနိုင်ပါတယ်နံပါတ်5ချက်နှာခေါင်းသွေးရှံတာတွေကလည်းတစ်ခါတရံမှာသွေးပေါင်အရန်တိုးလာတဲ့အခါမျိုးမှာနှာခေါင်းသွေးရှံတာမျိုးစသဖြင့်ဒီလိုယောဂလက္ခဏာတွေလည်းခံစားရနိုင်ပါတယ်ကျွန်တော်အခုပြောပြပေးခဲ့တဲ့ယောဂလက္ခဏာတွေခံစားနေရပြီဆိုလို့ရှိရင်တော့သွေးတိုးယောဂကိုတန်တရားဝင်သင့်ပါတယ်ဒါပေမဲ့သွေးတိုးယောဂရှိမရှိကိုဘယ်လိုသိနိုင်မလဲဆိုလို့ရှိရင်တော့သွေးပေါင်တိုင်းကြည့်ဖို့လိုအပ်ပါတယ်သွေးပေါင်တိုင်းဖို့မပြင်းပါနဲ့။ဘာကြောင့်လဲဆိုတော့သွေးတိုးယောဂကယောဂလက္ခဏာတွေမပြပေမဲ့လည်းသွေးတိုးနေနိုင်တာဖြစ်တဲ့အတွက်ကြောင့်သွေးပေါင်တိုင်းကြည့်ဖို့အမြဲသတိပေးခြင်းပါတယ်။ဒီနေ့ခေတ်မှာဆိုလို့ရှိရင်အိမ်တော်တော်များများမှာသွေးပေါင်တိုင်းဆက်လေးတွေဝယ်ထားကြတာဖြစ်ပါတယ်။တကယ်လို့ကို့မှာသွေးပေါင်တိုင်းဆက်လေးတွေမဝယ်ရသေးဘူးဆိုရင်တော့နီးစပ်ရာဆေးကန်းလေးတွေဆေးဆိုင်လေးတွေမှာတွားပြီးတော့ဆရာရဲ့ဆရာမရဲ့ကျွန်တော်ကျမကိုသွေးပေါင်လေးတိုင်းပေးပါဆိုပြီးတော့အကူအညီတောင်းပါငွေကြေးပေးစရာအခကြေးငွေပေးစရာမလိုဘဲနဲ့တိုင်းလို့ရပါတယ်အကူအညီတောင်းလို့ရပါတယ်ဒါပေမဲ့ကို့အနေနဲ့ကတော့တစ်ပတ်မှာတစ်ကြိမ်သို့မဟုတ်အနည်းဆုံးတစ်လမှာတစ်ကြိမ်သွေးပေါင်မဖြစ်မနေတိုင်းပြစ်အောင်တိုင်းဖို့အတွက်တိုက်တွန်းချင်ပါတယ်ဒီလိုကောင်းမွန်တဲ့အလေးချိန်လေးကိုတေချာလိုက်လုပ်မယ်ဆိုလို့ရှိရင်လည်းလိုက်လုပ်မယ်ဆိုတဲ့အကြောင်း comment မှာရေးသွားပေးကြပါဦးကျွန်တော်အခုဝေမျှပေးခဲ့တဲ့အကြောင်းအရာလေးတွေကကိုယ့်အတွက်ဘိုးတူတာရတဲ့အသိဉာဏ်တစ်ခုရတယ်ထင်ရင် like လုပ်ခဲ့လို့ရပါတယ်အသေးပေးခဲ့လို့ရပါတယ်သိချင်တာတွေမေးချင်တာတွေရှိရင်လည်း comment မှာမေးခဲ့လို့ရပါတယ်တခြားသူတွေသိအောင်လည်းဝေမျှပေးခဲ့ကြပါအောင်အားလုံးပဲကျန်းမာသောခန္ဓာချမ်းသာသောဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ကျေးဇူးပါ